သူတို့ကိုအချုပ်ထဲမှာထည့်ထားတာဟိုကကျွန်တော်တို့ကပတ်စံကုန်နေတယ်။အော်တော်လာရေးကိုပဲဆက်တိုက်ရမလားလက်နဲ့ပဲဝယ်ရမှာဒီလူတွေဒီအချုပ်သားတွေကိုပဲထမင်းထိုင်ကျွေးနေရမလားအဲ့ဒါတွေအများကြီးကျွန်တော်တို့ကပြောစရာရှိတယ်။တော့ကျွန်တော်တို့သွားတဲ့ပုံစံကဖြီးတယ်ဗျ။ဘာလို့လူသားဆန်တာကိုအဲ့တော့အာရကတပ်မတော်ကအောင်မြင်တာပေါ့သူကဒီမိုကရေစီမှမကြည်ကြတာလားအားလုံးပဲမင်္ဂလာပါ SS ဂျန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ် SS ဂျန်နယ်ဟာဆိုလို့ရှိရင်နေ့စဉ်နေ့တိုင်းလူတော်လိုင်းနဲ့ပတ်သက်တဲ့သတင်းသူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ချစ်ရရင်စခက်လို့လည်းမမေ့ပါနဲ့လို့တောင်းဆိုချင်ပါတယ်သူတို့ကအမျိုးသားရေးသမားတွေရခိုင်မျိုးသားရေးကိုဦးစားပေးထားတာရခိုင်လူမျိုးတွေရခိုင်ပြည်နယ်ကိုအုပ်ချုပ်မယ်ဆိုတာကိုဦးစားပေးထားတာအဲ့ဒါလက်ရနိုင်ငံရေးတွေးခေါ်ပါလက်ရဆွန်းသွားရင်ပူဆိုးဖို့ပူကြောက်ဖို့ကောင်းတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါပြဿနာတက်နေတာလူသားရမ်းဆန်နေတယ်မဆန်လို့လည်းမရဘူးဒီလိုနီးနဲ့ကျွန်တော်တို့ကမလုပ်ချင်ဘူးလုပ်လည်းမလုပ်နိုင်ဘူးလုပ်လည်းမလုပ်အပ်ဘူးအဲ့တော့သူတို့တွေကိုကျွေးရတဲ့သုတ်ပန်းတွေတနိုင်ငံလုံးမှာထောင်နဲ့တောင်းနဲ့ကြီးရှိတယ်ဘယ်လိုလုပ်မလဲကျွေးနေရတယ်ဘယ်သူမှလည်းလက်မခံဘူးအခုတော့မှ BGS တွေអော်နေပြီ9000တွင်းကျွေးရလို့တွက်ကြည့်လေ BGS လို့တထေးဖွဲ့ရတော့អော်နေကျွန်တော်တို့လို့ပြည်သူရဲ့ထောက်ပံ့ခြင်းနဲ့ရက်နေရတဲ့တော်လိုင်းအဖွဲ့တွေဒီလူတွေသုတ်ပန်းထောင်နဲ့တောင်းနဲ့ကြီးကျွေးနေရတဲ့ဈေးကိုထည့်တွက်ကြည့်ပါဦးကိုလို့ချင်တဲ့အရာမဖြစ်ဘူးဖြစ်တာတဲ့ဖြစ်နေတဲ့ပေးထားချက်အရာလုံးနေရတာပါအဲ့တော့တောင်ကိုရီးယားသမ္မတကအိမ်ကနေပြီးတော့သူကထုကြည်လာတင်မှာပေါ့ဗျာတရားရုံးသွားမှာပေါ့ဒါပါပဲဘာမှအထူးဆိုင်မဟုတ်ပါဘူးအဲ့တော့လောကကန်ရတော်တော်ခက်တယ်အများကြီးပြောစရာတွေရှိတယ်ဝေဖန်လေးကန်တွေလည်းဒေါ်လာရေးလို့ဆရာကြီးစိုက်နေပြောအဲ့လိုမဟုတ်ပါဘူးသူတို့ပြည်သူတိုင်းကလွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်လွတ်လပ်စွာဝေဖန်ခွင့်ရှိပါတယ်သူတို့ရဲ့ထင်မြင်ချက်ကိုလွတ်လပ်စွာပြောဆိုခွင့်ရှိပါတယ်ကျွန်တော်တို့ ਨੇ မတိုက်ဆိုင်ရင်တော့ကျွန်တော်တို့စကားဝိုင်းနဲ့မလာနဲ့ပေါ့သူကသူကပြောပေါ့ကျွန်တော်တို့သူတို့ ਨੇ မငင်းပါဘူးသူတို့ ਨੇ ကျွန်တော်တို့ ਨੇ ရန်သူလည်းမလုပ်ပါဘူးမိတ်ဖက်ပဲလုပ်ပါပါအဲ့တော့လာပြီးတော့သူတို့ပြောချင်တဲ့အတွေးခေါ်ကိုလည်းကျွန်တော်တို့လာမရိုက်သွင်းပါနဲ့ကျွန်တော်တို့သူတို့အတွေးခေါ်လည်းလက်မခံဘူးနားလည်းမထောင်ဘူးသူတို့ရဲ့ website တွေကိုလည်းဝင်မကြည့်ဘူးတော့ကျွန်တော်တို့ထဲမှာလည်းလာမရှုပ်နဲ့ပေါ့သူတို့လွတ်လပ်စွာယုံကြည်လို့ရတယ်လွတ်လပ်စွာပြောလို့ရဒါသူတို့ကိစ္စအရာအားလုံးဒီတော်လိုင်းရေးမှာတကယ်ထဲထဲဝင်လုပ်နေကြတော့ခေါင်းဆောင်များအားလုံးနဲ့ပါနေတဲ့လူများကဆုံးဖြတ်ရမှာပါEU နိုင်ငံတွေကလက်နဲ့တက်စင်ရင်ကျွန်တော်အမြဲတမ်းပြောသူတတိယကမ္ဘာစစ်မဖြစ်ပါဘူးလို့ကျွန်တော်တစ်ချိန်လုံးပြောနေတာမဖြစ်ပါဘူးစိတ်ကူးမရင်နဲ့မဖြစ်ဘူးတတိယကမ္ဘာစစ်မြန်မာနိုင်ငံအနောက်မှာလောဆယ် EU နိုင်ငံတွေအကိုပြောက်ကုန်မှာအဲ့တော့မပူနဲ့မဖြစ်ဘူးသူတို့ပြောက်မဲ့လို့သူတို့မလုပ်ဘူးပူတင်လည်းမလုပ်ဘူးကစားနေတာမဖြစ်ပါဘူးကျွန်တော်တို့နိုင်မှဖြစ်မှာပါနိုင်ကိုနိုင်ရမှာပါဒါပေမဲ့ကျွန်တော်တို့စဉ်းစားစရာတွေလှုပ်ဆောင်စရာတွေအများကြီးရှိတာပေါ့နော်ဒါပေမဲ့နိုင်မှာဒါပေမဲ့ကျွန်တော်ပြောသလိုပေါ့သူတို့ဘက်ကတော့အရန်ကြီးမလုပ်နဲ့ပေါ့ဗျာသူတို့ဘက်ကတဖြည်းဖြည်းလွန်လာရင်တော့ဒီတက်ရောက်မှုတိုင်းမှာတံမြန်တက်ရောက်မှုရှိတာပေါ့နော်အဲ့ဒီပြည့်ထက်မှုတွေကျွန်တော်မနေ့ကပြောသလို polarization နှစ်ဖက်အဆုံးရောက်မှုကိုတော့ကျွန်တော်တို့ကမဖြစ်ချင်ပါဘူးအဲ့တော့ကျွန်တော်တို့မထိန်နိုင်မသိနိုင်မဖြစ်ရလေအောင်ကျွန်တော်တို့ဝိုင်းထိန်နေပါတယ်ပြောချင်တာကကျွန်တော်တို့ကိုယ့်လူတွေကိုထိန်လို့မရအောင်ကိုယ့်ဘက်ကအရန်မလွန်လို့ကျွန်တော်ကပြောချင်တာပါ
ဒါတွေအားလုံးဒီသက်ဆိုင်ရာခေါင်းဆောင်တွေနဲ့သက်ဆိုင်ရာတော်လိုင်းရေးအဖွဲ့အစည်းတွေကပဲဆုံးဖြတ်မှာပါအဲ့တော့ဦးစီယန်ဆိုတာဒုတိယကမ္ဘာစစ်ကိုပြန်ပြနေပြီကိုဒါစီယန်ကျွန်တော်ဖွင့်ထားတယ်ကျွန်တော်တို့ကအခုချိန်ထိစင်ပေါ်ကပဲရှိပါတယ်ကျွန်တော်တို့ကအခုတီတီငင်ငင်နဲ့ track အပြောင်းလဲဖြစ်တာတော့ကျွန်တော်တို့ဒေါ်လာကြီးကကိုယ့်လုပ်ကိုဆက်လုပ်နေဘယ်သူမှသူတို့မှမမိခိုးတာမလာတော့ဒီအာနာစစ်အာနာရှင်ရုပ်ပြက်ဆင်းပြက်နဲ့ဟိုမှာဟိုကြွက်မင်းတွေပါတွေပြောပြီးတော့ဟိုပူတင်ကိုသွားဖားနေရတဲ့အဆင့်ကိုကြည့်တယ်ကသူတို့ရှုံးနေတယ်ဆိုတာကိုဝန်ခံနေတာပါဒါပေမဲ့ပူတင်ကတရုတ်ခေါင်းဆောင်တွေကကဘာကြီးတစ်ခုလုံးကိုဟိုခြီးပြီးစဉ်းစားတဲ့ကဘာခေါင်းဆောင်ကြီးတွေဖြစ်တာအတွက်မအားလာရဲ့ဟုတ်လားနာဇီအကြောင်းပြတယ်အခုစီယံမှာဒုတိယကဘာစစ်အကြောင်းတွေအကုန်ပြောနေတယ်ဒီမှာနာဇီတွေဘယ်လိုပြောခဲ့လဲအဲ့တော့စီယံအောင်ပြနေပြီပေါ့နော်ဒီကူကပဲထုတ်တာ EU နိုင်ငံထမချပါဘူးမလေး EU နိုင်ငံတွေကပို့ပြီးတော့စီးလုံးနေတာအခုအဲ့တော့ပြောချင်တာကအချိန်တန်ရင်ကျွန်တော်တို့ပဲနိုင်အဲ့တော့ဆီယနာရှင်စနစ်ကရှိတာပြီးဖြစ်တဲ့အတွက်ပြတ်ဖို့ပဲကြံတာသူတို့အဆုံးစွန်ရတာပဲရှိမယ်ဒါပေမဲ့သူတို့လှုပ်သွားတဲ့ရက်လက်ကသူတို့နောက်ကျောင်းပြန်လှည့်လို့မရတော့ဘူးသူတို့ဘက်ကစိတ်တက်မတက်ကြွပါဘူးသူတို့ကသူတို့စိတ်တက်ကြွခြင်းအောင်ဆောင်နေတာသူတို့တကယ်ရှုံးနေတာပါအဲ့ဒါကသူတို့ဘက်ကလူသူတို့ဘက်ကလူတွေကထိုးခွဲဖို့ပဲကြိုးစားတာအချိန်တန်ရင်ဆိုတာကမနေ့ပြင်လည်းဖြစ်နိုင်တယ်နောက်အနှစ်တရာလည်းဖြစ်နိုင်တယ်လीအဲ့တော့ဘယ်သူမှမသိပါဘူးလက်ပြင်လည်းဖြစ်နိုင်တယ်နောက်နှစ်တရာလည်းဖြစ်နိုင်တယ်ကံမကောင်းကြောင်းမလို့နောက်နှစ်1000တောင်ဖြစ်သွားနိုင်တယ်မြန်မာနိုင်ငံရဲ့အနာဂတ်ရေးဟာမြန်မာနိုင်ငံသားအလုံးနဲ့ဆိုင်တယ်မိကုံမေးတဲ့လူကိုယ်တိုင်ကကိုနဲ့မဆိုင်တယ်လို့မေးတယ်လို့ဖြစ်နေသူများအကြောင်းတပ်ပါတီပုံစံနဲ့တချို့တွေဝင်ရေးနေကြတာကိုတွေ့ရတယ်အထူးသဖြင့်ဘီဂရူကလူတွေဒါကိုအရေးဘယ်နဲ့ပြီးမလဲဘတော့ပြီးမလဲဆိုတော့ကိုနဲ့ဆိုင်တယ်ကိုမေကိုဘယ်လောက်ပါလဲလို့ကိုဘယ်လောက်ထောက်ခံတယ်လဲကိုတိုင်ကကိုကိစ္စကိုဒဇိန်တယောက်လို့အပြင်လူတယောက်လို့မိကွန်းထုတ်နေပြီဆိုတဲ့ကအဲ့ဒီမိကွန်းထုတ်တဲ့လူတွေအတွက်ကတော့နောက်နှစ်တရာမှနိုင်မယ်လို့အဖြေရှိတယ်ကိုတိုင်ကဝင်ပါတဲ့လူတယောက်နေရတော့အဖြေကမနှက်ဖြစ်နိုင်မယ်လို့အဖြေရှိတယ်အဲ့တော့ကျွန်တော်ရဲ့အဖြေဒီနှစ်ဖက်ကိုသွားထားတယ်နှက်ဖြစ်နိုင်မယ်လို့ပြောတဲ့အဖြေဒီကိုတိုင်ဝင်ပါတဲ့လူများအတွက်ဖြစ်တယ်ကိုတိုင်ကဒီကိစ္စဒီကိုနဲ့မဆိုင်ပဲတတရလူလို့ဂျားလူလို့ဘေးလူပုံစံနဲ့မေကွန်းထုတ်တဲ့လူများအတွက်အဖြေကတော့နောက်နှစ်1000အဲ့တော့ကိုနေရာကိုမေးအဲ့ဒီဂျားထဲမှာကိုကဘယ်နေရာမှာရှိနေတယ်လဲအဲ့ဒီပုံမှာမူတည်ပြီးတော့များပါရင်တစ်နှစ်တည်းပြီးမယ်ပေါ့ပိုပါလိုက်စင်နည်းနည်းပါရာရော့ပိုင်း10နှစ်ဖြစ်သွားမှာပေါ့အဲ့တော့ပါရာလူတွေအများစုကတဖြည်းဖြည်းနည်းသွားရင်တော့နှစ်1000ဖြစ်သွားမှာပေါ့အဲ့တော့ကိုကဘယ်နေရာမှာရက်တည်နေလဲအဲ့တော့အဲ့ဒီမေကွန်မေးတဲ့လူများအားလုံးစဉ်းစားတဲ့လူများကိုကျွန်တော်ချပြချင်တာကတော်လာရေးနိုင်ပါသည်မနှက်ဖြန်နေနောက်နှစ်1000အဲ့တော့မနှက်ဖြန်နိုင်မဲ့လူတွေအတွက်အဖြေကကိုဒီထဲထဲဝင်အများဆုံးပါနေရင်မနှက်ဖြန်နိုင်မယ်ကိုကနည်းနည်းမှမပါဘူးလုံးဝမပါဘူးဆိုတဲ့လူကနှစ်1000ဖြစ်သွားမယ်ကိုကအဲ့ဒီဂျားထဲမှာဘယ်နေရာမှာရှိတယ်ဒါကိုပြောချင်တာအဲ့တော့ကိုကဘယ်လောက်ထိလုံနေတယ်လဲဘယ်လောက်ထိပါနေတယ်လဲအဲ့ဒီထဲမှာနိုင်ငံသားအများစုဘယ်လောက်ထိပါနေတယ်လဲအဲ့ဒီနိုင်ငံသားအများစုပါအောင်ဘယ်လောက်စီးရုံးနိုင်တယ်လဲအများစုပါအောင်ဘယ်လောက်ကိုကစိတ်အားတက်ကြွအောင်ပြောပေးနိုင်တယ်လဲဘယ်လောက်ထိသူတို့ကိုပြောပေးနိုင်တဲ့ပုံမှာမူတည်တယ်အဲ့တော့နိုင်ငံသားအများစုကိုစိတ်တက်ကြမဲ့စကားတွေကြီးပဲများပြောနေတယ်နောက်နှစ်1000မှနိုင်မယ်
ကြောချင်တာကအဲ့တော့ကျွန်တော်ပြောတဲ့အထဲမှာဂျားလူဆိုတဲ့နေရာမှာကိုဘလောက်ပါလဲဆိုတာအဟာကိုပြောနေတာအဲ့တော့မနေ့ဖြစ်နိုင်မယ်ဆိုတာအပြည့်အဝနိုင်ငံသားအများစုပါရမယ်အားလုံးနဲ့ထက်ထဲဝင်ပါရင်မနေ့ဖြစ်နိုင်မယ်အဲ့ဒီတည်းမှာမဟုတ်ပဲကိုကဘယ်နေရာမှာရှိနေတယ်လဲနိုင်ငံသားအများစုလည်းမပါဘူးတဖြည်းဖြည်းနိုင်ငံသားတွေနဲလာမယ်ထောက်ကန်တဲ့လူနဲလာမယ်တော်လိုင်းကြီးကိုတန်တရားရှိတဲ့လူများလာနောက်တဲ့တောင်ဖြစ်သွားမယ်ပြင်းနေလူတာဘာမှပြဿနာမထူးဆန်းဘူးဒါတွေအားလုံးကဖြည့်ရှင်းယူလို့ရတယ်အဲ့ဒီပြင်းနေလူနေတယ်လို့ပြောတဲ့လူကိုကျွန်တော်ကမေးချင်တာကိုယ့်အိမ်မှာရောကိုမိဘအမွေတွေကိုလူနေပြီလားအဲ့ဒါမေးကြည့်ပါလူတိုင်းလူနေကြတယ်ဒါဖြည့်ရှင်းယူလို့ရတယ်နေမီလူတဲ့ကိစ္စကဘာမှမထူးဆန်းဘူးဖြည့်ရှင်းယူလို့ရတယ်ဘာလို့အငင်းပွားချက်တွေအများကြီးရှိတယ်နှစ်90ကျမှမတရားဖြစ်နေတာတွေအများကြီးရှိတယ်အဲ့ဒီမတရားဖြစ်နေတဲ့အရာတွေကိုတရားသဖြင့်ဖြည့်ရှင်းရမှာကတရားဥပဒေနဲ့ဖြည့်ရှင်းလို့ရမှာမင်းအောင်လှိုင်လက်ထက်မှာဖြည့်ရှင်းလို့မရဘူးမင်းအောင်လှိုင်မရှိမှဖြည့်ရှင်းလို့ရအောင်အဲ့ဒီကိစ္စပြေလည်သွားလိမ့်မယ်ဒါရှင်းလေးပဲမင်းအောင်လှိုင်တို့ကမှနေမြေလူတာမဟုတ်တန်နိုင်ငံလုံးကိုလူထားတာဒီတိုင်းရင်းသားတွေကဒီနေမြေလေးမှာနည်းနည်းအငင်းပွားနေတာမင်းအောင်လှိုင်နဲ့ခရိုနီအုပ်စုကတန်နိုင်ငံလုံးစီးပွားရေးတွေကိုလူထားတာတန်နိုင်ငံလုံးကဒလတွေကိုလူထားတာတန်နိုင်ငံလုံးရဲ့နေမြေတွေအားလုံးအဲ့ဒီခရိုနီခရိုပြာပါဝင်ဗိုလ်ချုပ်တွေအားလုံးဒီတနိုင်ငံလုံးဧကသိန်းနဲ့သန်းနဲ့ချီပြီးနေမြေတွေလူယူထားတာကိုပြန်မေးကြည့်ပါဒါကျွန်တော်ဘက်ကဖြေပေးနိုင်တဲ့အဖြေပါတော့မှစိတ်တည်းမကြဘူးဒါဆိုပြည်ထဲမှာရှိတဲ့လူတွေကပြောမယ်လှိုင်ဝင်းရဲ့မင်းကအင်္ဂလန်နိုင်ငံမှာနေပြီးတော့မင်းကပြောအားရှိတယ်ငါတို့ခံနေရတာအဲ့ဒါအရှိတရားပဲဘာကြောက်လဲအဲ့လိုမှပြန်မတိုက်ရင်ဘယ်လိုမှလုပ်လို့မရတာအဲ့တော့ကိုမတိုက်ချင်လဲတိုက်တဲ့လူကတိုက်နေအရှိတရားပဲရှင်းလေးကျွန်တော်ပြောချင်တာမတိုက်ချင်တဲ့လူကရှိနေတာဘူးအဲ့ဒါအရှိတရားပဲအဲ့တော့မနေ့ပြန်ပြီးမလားနောက်နေ့1000ပြီးမလားဆိုတာကတော့ကျွန်တော်တို့အားလုံးပဲပေါ်မှာပဲမူတည်တယ်ပြောချင်တာအားလုံးဒီတာကိုရေးပါကိုကအများကြီးရှိတယ်အဲ့တော့ကိုမတိုက်ရင်လည်းတိုက်တဲ့လူကတိုက်နေမှာနော်ကျွန်တော်ပြောပြီးသားဒါအရှိတရားပဲခေတ်ဆက်မှလည်းတိုက်ခဲ့တာပဲအဲ့တော့တိုက်တဲ့လူများလာလို့အခုမျိုးတွေအထိရောက်လာလို့မျိုးပေါ်ကလူတွေကပိုဒုက္ခရောက်လာတာပေါ့မကြခင်ကိုယ့်အိမ်ထိရောက်လာတော့မှအခုလည်းရောက်နေပါပြီတော်လိုက်ရေးကြောင့်အားလုံးမပါဘူးဆိုတာကကျွန်တော်ကနပြောတဲ့အထက်မှာအတိုင်းအတာတစ်ခုကိုထောက်ပြနေတာလူကြီးအချိုးစားကိုပြောတာမဟုတ်ဘူးကိုယ့်ရဲ့ယက်တီချက်ကိုပြောချင်တာလောက်အားကိုပြောချင်တာလောက်အားကိုပြောချင်တာဘယ်လောက်ထိလောက်အားတွေပေါ့အခုလူတိုင်းသိတယ်တော်လန်ရေးအားပေးဖို့လိုတယ်တော်လန်ရေးကိုအားကိုးဖို့လည်းလိုတယ်တော်လန်ရေးကငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်လဲဆိုတာကိုယုံကြည်ဖို့လိုတယ်တော်လန်ရေးနိုင်မှမင်းအောင်လိုင်းတို့အုပ်စုပေါ့နော်ဒီစစ်အာဏာရှင်တွေပြုတ်ကြမှာဖြစ်မယ်ငါတို့ဘဝကောင်းမယ်ဆိုတာကိုဆွမြဲယုံကြည်ဖို့လိုတယ်ကိုယ်ွယ်ယုံကြည်တဲ့ဘာသာတရားတွေကိုယုံကြည်သလိုတော်လှန်ရေးကိုယုံကြည်ဖို့လိုတယ်အဲ့ဒီယုံကြည်ချက်ဒီအဲ့ဒီ well power ဒီအဲ့ဒီရဲ့ well power နဲ့အဲ့ဒီယုံကြည်ချက်ဒီကျွန်တော်တို့ကိုအောင်မြင်တဲ့လမ်းကြောင်းတွေကိုလမ်းဖွင့်ပေးလိမ့်မယ်